Microsoft Word မှာကျမတို့အောက်ပုံစံစဝိုင်းပုံစံလေးတွေနဲ့ဘယ်လိုစာရေးမလဲအခုဒီလိုပုံစံမျိုးလေး white ပုံစံမျိုးလေးရေးထားတာပါဒီလိုပုံစံမျိုးကိုကျမတို့ Photoshop တွေ Illustrator တွေမှာတော့သုံးလို့ရတယ် Microsoft Word မှာဘယ်လိုသုံးလို့ရမလဲဆိုတဲ့အကြောင်းအရာလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီဒီလိုမျိုး white ပုံစံရေးဖို့အတွက်ကျမတို့သုံးရမယ့်တက်ကဘယ်တက်လဲဆိုရင် insert တက်ကိုသုံးရမှာပါဒါဆိုရင်ဒီ insert တက်ကိုနှိပ်လိုက်ပါ insert တက်ထဲမှာကျမတို့ကဒီ text box ကလည်းရေးလို့ရတယ် tab box ဆိုရင်တော့စလုံးဒီဇိုင်းတွေမပါဘူးဒီကနေ dot tab box ဆိုတဲ့နေရာကနေရေးလို့ရတယ်လို့မျိုးဒီစလုံးဒီဇိုင်းအနေနဲ့ရေးချင်တယ်ဆိုရင် what up ကနေလည်းရေးလို့ရတယ်အခုကျမသုံးပြမှာဒီ what up ဆိုတဲ့နေရာကနေသုံးပြမှာပါဒီမှာကိုလိုချင်တဲ့ဒီဇိုင်းတွေအများကြီးရှိတယ်ကြိုက်တဲ့ဒီဇိုင်းတစ်ခုကိုယူလို့ရပါတယ်ဒါဆိုရင်ကျမဒီဒီဇိုင်းကိုယူလိုက်မယ်အဲ့ထဲကနေမှဒီစာတွေကိုဖြတ်လိုက်ပါမယ်ဖြတ်ပြီးသွားရင်ကိုရေးချင်တဲ့စာကိုရေးလို့ရပါတယ်ဒါဆိုရင်ကျမက Great Education လို့ပဲရေးလိုက်ပါမယ်ဒါဆိုရင် Great Education Center လို့ရေးပြီးသွားရင်သူ့ကိုဆက်လက်မှတ်လိုက်မယ်စလုံးရဲ့ဒီအယောင်လေးပြင်ကျင်နေဆိုရင်ကျမတို့ဒီမှာ shape format ဆိုတဲ့နေရာကနေပြင်လို့ရတယ်ဒီမှာကိုလိုချင်တဲ့အယောင်လေးတွေပြင်လို့ရပါတယ်ဒီမှာကိုလိုချင်တဲ့အယောင်လေးတွေပြင်ပါဒီမှာကိုကဘာယောင်လိုချင်တာလဲအနီယောင်လိုချင်ရင်အနီယောင်ပြင်လို့ရတယ်ပြီးရင်ဒီနေရာမှာ outline လေးတွေပြင်ချင်တာလား outline တွေပြင်ချင်ရင် outline ပြင်လို့ရတယ် outline တွေကိုထူချင်တာလားထူချင်ရင်ဒီမှာ weight ဆိုတဲ့နေရာမှာကိုထူချင်တဲ့ outline ပုံစံလေးတွေထူလို့ရပါတယ်စလုံး site တွေကြီးကျင်တာလားဒီမှာ home tab ကနေကြီးလို့ရတယ်ကိုလိုချင်တဲ့စလုံး site ထိကြီးသွားလို့ရတယ်เนาะဟုတ်ပြီအဲ့ဒီနေရာကနေမှကျမတို့ဘယ်လိုပြင်ပါလဲဒီမှာ shape format ဆိုတဲ့နေရာလေးရှိတယ်ဒီစာလေးတွေကို white ပုံစံပြင်ချင်တာwhite ပုံစံပြင်ချင်တယ်ဆိုတော့ဒီနေရာလေးမှာပါ work art style ဆိုတဲ့နေရာလေးကိုသွားပါနောက်ဆုံးကပုံလေးပါဒီမှာ touch effect လို့ပေါ်ပါတယ်အဲ့ထဲကနေမှဒီနောက်ဆုံးက ABC transform ဆိုတဲ့နေရာကိုနှိပ်ပါကိုကဘယ်လိုပုံစံလိုချင်တာလဲဒီလို white ပုံစံလိုချင်ရင်ဒီပုံကိုနှိပ်မယ်အောက်က white ပုံစံလိုချင်ရင်ဒီလိုပုံစံနှိပ်မယ်အဝိုင်းဆိုရင်အဝိုင်းပုံစံနှိပ်မယ်ကိုလိုချင်တဲ့တစ်ခုပုံကိုနှိပ်ခဲ့ပါနှိပ်လိုက်တယ်ဆိုရင်အခုလိုပုံစံမျိုးလေးပေါ်လာပြီပေါ်လာရင်ကျမတို့က mouse ကိုနိုင်နေဆိုရင်တော့ဒီလိုမျိုးကိုယ့်ဘာသာကိုဆွဲလို့ရတယ်ဘယ်လို white ပုံစံမျိုးလေးလိုချင်တာလဲကိုက mouse ကိုတိတ်မကျွမ်းကျင်သေးဘူးမဆွဲတတ်သေးဘူးဆိုရင်ဒီလိုနေရာကြီးကနေသုံးလို့ရတယ်ဒါဆိုရင်အပေါ်ကိုကြီးမာလားဒါဆိုရင် white ပုံစံလေးကအောက်ကိုကျသွားတယ်ဒါမှမဟုတ်ဘယ်ညာကိုကလှုပ်ချင်တာလားဘယ်ညာလေးနည်းနည်းလေးကြီးချင်တာလားဘယ်ညာအလျားလိုက်ကိုခြေချင်တာလားလုပ်လို့ရပါတယ်ဒါဆိုရင်ကျမတို့ကစဝိုင်းပုံစံမျိုးလေးဖြစ်သွားပြီအဝိုက်ပုံစံမျိုးလေးဖြစ်သွားပြီပြန်ကလစ်ချလိုက်တယ်ဆိုရင်တော့သူကဒီလိုစာကြီးဖြစ်သွားတာเนาะဒီလိုအပြင်မှာကလစ်ချမှသာနဲ့အဝိုက်ပုံစံနဲ့ပေါ်တာပါစာထဲမှာကလစ်ချရင်တော့အခုလိုပုံစံမျိုးတိုင်းနဲ့ပေါ်နေပါတယ်ဒီဒီဇိုင်းကိုမကြိုက်ဘူးကျမတို့ပြောင်းကျင်နေဆိုရင်ဒီမှာ ABC transform ကိုပြောင်းမယ်အဝိုင်းပုံစံလားဒီလိုအတွန့်ပုံစံလေးတွေလားကိုစိတ်ကြိုက်ပြင်လို့ရပါတယ်ဒီနေရာကနေဒါဆိုလို့ရှိရင်ကျမတို့က ABC transform ကနေသွားပြီးတော့ပြင်တာပါမလိုချင်လို့ normal တိုင်းလေးပြန်ထားခြင်းနေဆိုရင်ဒီ ABC transform မှာ A no transform ABCD name ဆိုတဲ့စာလေးကိုနှိပ်သွားဒါဆိုရင် normal တိုင်းပါပဲ click ချလဲ normal တိုင်းပဲ click မချလဲ normal တိုင်းပဲဒါဆိုရင် click ပြန်ချမယ်ဒီနားလေးကိုပြန်သွားမယ်ကိုလိုချင်တာကအဝိုက်ပုံစံဒါဆိုတော့အဝိုက်ပုံစံလေးရွေးလိုက်ပါဒါဆိုရင် Microsoft Word မှာတစ်စိတ်တုံးပေါ်တွေမှာရေးတဲ့စဝိုင်းပုံစံ arc ပုံစံလေးတွေကိုဘယ်လိုရေးလဲဆိုတာရှင်းပြပေးတာဖြစ်ပါတယ်